တချင်းသားထောင်နေတာတမီးပွဲငါတို့အေယာလူတရုတ်ကမှာဆိုတော့တချင်းဆိုပြလိုက်စမ်းဆိုပြစမ်းဟာတချင်းဆိုရမယ်ဩဆရာရေးပေးတဲ့တချင်းလေခင်ဗျားရေးတဲ့တချင်းငါရေးတာခင်ဗျားရေးတဲ့တချင်းကိုသိပါလေပါလေစက်တရားလမ်းမေးရှူရှူပေါက်ရင်ထိုင်ခွေတီတောင်းခွဲရဆိုတာဟဲ့ကောင်အဲ့ဒါပြည်ပြရေးထားတာစိတ်တရှိဖို့ရေးတာရေးဖို့ဗျာငါရေးတာလည်းတချင်းကွာဘယ်လိုရေးလဲလေဒီစာအုပ်ကနေဟိုဘက်ကိုပြောင်းရေးတာနောက်မနေပါနဲ့ဗျာနောက်မနေတော့မှတကယ်နောက်နေတာတပည့်ဆရာကြီးတဲ့တချီကောင်းနေပြီဆိုပြလိုက်စမ်းငါရေးပေးတဲ့ဘဝဇက်ဆရာဆိုဆိုပြလိုက်ဆရာအစလေးကလေမိတ်တစ်ဖြစ်နေတယ်ဆရာအစမေးလည်းကိစ္စမျိုးအလဲဘက်ပေါ့အလဲဘက်ကတော့ဝါတတာဖြစ်နေတယ်ဆရာရဲ့လေဒါဆိုရင်တော့ဟိုအဆုံးသက်ကလေးပေါ့အဲ့ဒါစာသားပြောင်းနေတယ်ဆရာတော့အရင်မလေးပေါ်နေဆရာဟိုဒီလိုလေးအစသိကြည့်ကျွန်တော်ပြောပြမှာမဟုတ်ဘာလဲပြောအစဆိုတာထိတ်ကဟာအစပဲအေးပေါ့ရပါလေဒုက္ခရောက်တယ်မရှိပါဘူးတော့များတော့လွယ်လေးပါဆိုပြလိုက်ဆန်းဆရာကြီးပဲလေဆိုပြလိုက်ဟုတ်တယ်ဆရာဘဝသက်စရာသူသမျှအလိုပြငိုကြီးရချမဘဝပါရှင်ဟုတ်တယ်မလားဆရာသူတကားတွေရောရောရွှင်ရွှင်ညိုကြီးတွေ့ခဲ့ဖို့ရှင်အသေးစလန်အထမတန်နေတော်ရဲ့ဘောနေတန်းဒီကိုငါရေးမိတဲ့ချင်းဒီလိုမဟုတ်ဘူးလေဝဲမရှိကြဘူးဘယ်လိုလုပ်တာလဲပါတယ်ဆရာရဲ့သိတယ်နော်ဒီကခေါင်းတော်မင်းသမီးဒီခွက်မှာဒီကိုကြိုတင်ဝယ်30ပေးထားတာဟုတ်ပါလားတိတ်ပြီစေဒီကျင်းလို့ဘာမောချင်ဘတ်နောက်ကကျော်ပစိုးတို့ဤဆိုတာဤလက်ရှိလို့လေခဏရေးနေတာပကြတိုင်းနဲ့ဆင်မလို့ပါနဲ့မနေ့ကဆန်တပီဘုပ္ပစာမရှိလို့သမင်36ပေါင်နေတာဟောဆွေးပါအဲ့ကောင်အဲ့ဒါတက်ငါရရရှေ့ကတရားဟိုတင်းကိုညာပြေးငါတော့ပြီးတာဟုတ်တယ်လေဆရာရဲ့နော်ဘဝဆက်ဆရာဆိုတဲ့တချို့ပြီးပြီးဆိုပြလိုက်ဘောငါဆိုပြီးချင်ဘဝသက်စရာသူသမျှအလိုပြငိုကြီးရချမဘဝပါရှင်ဟုတ်တယ်မလားဆရာသူတကားတွေရောရောရွှင်ရွှင်ညိုကြီးတွေ့ခဲ့ဖို့ရှင်အသေးစလန်အထမတန်နေတော်ရဲ့ဘောရှစ်တို့သားဟုတ်ကဲ့ဗျာနေအောင်ငါရေးပေးထားတာဘဝဆက်ဆရာဆိုသမျှအလိုကြငူခဲ့ရကျမဘောပါဘာလဲငါ့ကိုတက်နောက်တာဟာလားနေအောင်ငါ30ကြိုတင်ဝင်ပေးထားတာနော်တိတ်ပြီစေဒီကျင်းလို့ဘာမောချင်ဘတ်နောက်ကကျော်တိတ်ပြီစေဝဲလို့မနေ့ကဆံဝဲကြမရှိလို့ခင်ဗျာသမင်လိုက်ပေါင်ရတယ်ဆိုညင်နေသားပွဲငါလာတဲ့ရှေ့မှာအဲ့ဒီပွဲငါရှေ့မှာငါ့ကိုမျက်နှာပြောင်စော်ကားတာဒီမှာဒီလားဟုတ်ကဲ့ဗျာနေအောင်ငါရေးပေးထားတဲ့တချို့ပြီးပြီးခေါ်တော့ငါပြောနေတယ်တော့ငါတော့ကြာဟုတ်တယ်အပိုင်းလို့လေထိုင်မထိုင်မင်းမပတ်စတိနားထောင်တိလို့မလို့ပါနဲ့ဟုတ်ကျွန်တော်တို့နားထောင်တိလို့မလို့ပါနဲ့ဆက်ရှာရဲ့နေပရိသတ်ကိုလိမ်မစားပါနဲ့ညာမစားပါနဲ့အမှုပညာအစစ်နဲ့လောက်စားသားမှာနားလေလားမျက်ရည်ကြောက်ဆုံးတဘာဝကြောက်ဆုံးမင်းတို့ထိုင်နေတာဟုတ်ပါဘူးစိတ်ပေါ်လာအငိမ့်ကလာကြီးကဘာလို့ငိုခိုင်းပါတော့ဟဲ့မင်းလုံးမဟုတ်ငါလုံးဆက်ဆရာလို့ကွာအငိမ့်ကလာပြောပြောရှင်ကောက်ပါဘောငိုကြီးမပြကိုယ်ဆန်ဟိုကိုငုံကြည့်နေမှာဘောဟဲ့ကောထိုင်နေစမ်းလို့ပြောတယ်မင်းသမီးပြီးပြောင်းကိုညရင်မချက်တတ်ဘူးလားဒီလိုလို့လေအဝတ်စုပ်ကိုရေစုပ်ပြီးနေဖို့မှာကတ်ထားဒီချင်းတပုတ်ဆိုလဲရေညှစ်ချလိုက်တပုတ်ဆိုလဲညှစ်ချလိုက်များများလို့ချင်းရေခွက်နဲ့လောင်းချဖို့ဟဲ့ကောနေနော်ဒီလိုမမောင်းမိမှာမင်းသမီးငိုလားဝါမကြည့်ရလို့ပါမကြည့်ရလဲထိုင်နေထုံးတော့ညရဲ့ကြောက်လို့ဟုတ်ကဲ့ပါဘဝသက်စရာသူသမျှအလိုပြကိုရချမဘဝပါဟုတ်ပါပြီသူတကားတွေရောရောရွှင်ရွှင်ညိုကြီးတွေ့ခဲ့ဖို့ရှင်အသေးစလအခမ်းမတန်ဘဝသက်စရာသူသမျှအလိုပြငိုရချမဘဝပါရှင်သူတကားတွေ
မျက်နှာအချိုးပြင်လိုက်စမ်း ဆရာကြီးလေးပြားနဲ့ခေါ်ချိုးတာပဲဘူးလာကြလာတော့မတတ်လိုက်ဘူး ဒီကောင်မင်းကြီးနေစမ်းမျက်နှာပြောင်းလိုက်မျက်နှာပြောင်းလိုက် မျက်နှာပြောင်းဆိုခမည်းကောင်းချက်ပြီးဒီမှာတတ်တယ် ကြားနေတဲ့မြင့်ပြန်သိမ့်လိုက် ဟာဆရာကြီးမဖြစ်နိုင်လားမပြူပါနဲ့ ဘာလို့မဖြစ်နိုင်လဲ ကြားနေတဲ့မြက်ရင်ထဲကိုပြန်သွင်းဆိုတော့ဗာလဲပိုက်ထဲမှာရေစုပ်ဆက်ရှိနေလား ဒီကောင်ကြားမရှိနဲ့အဲ့ဒီမျက်ရည်ကိုရင်ထဲကိုပြန်သွင်းပြီးတော့အပြုံးလေးနဲ့နေကငါ့ကိုကပ်ပြရမယ်အပြုံးလေးနဲ့ပြုံးလေးနဲ့ကပ်ပြရမယ်ရတယ် မရပါဘူးဆရာ က မျက်ရည်ဘယ်လိုပြုံးခိုင်းလဲ ရတယ်ကွာ ဒါမင်းသမီးတွေ့တယ်မလားအငိုအဆိုးအပြောအကအကိုရပြီးတော့နာကောနာလိုက်စ